တင်းနီကစားသမားဘွားကနေကိုပိုင် branch ပိုင်ရှင်ဖြစ်ခဲ့တဲ့ဒီကောင်လေးဒီအင်ဂျီတွေကိုထုတ်ခဲ့တဲ့ company ကြီးကလည်းကမ္ဘာလုံးဆိုင်ရာထိပ်သီး branch တစ်ခုဖြစ်နေပါတယ်ဒီ brand company ကြီးကအင်ဂျီတွေအပြင်အားကစားပစ္စည်းတွေဖက်နက်တွေတခြား fashion ပစ္စည်းတွေနေကမျက်မှန်တွေနဲ့အတွဲခံတွေအထိပါထုတ်လုပ်ခဲ့သေးတာပါနော်အဲ့ဒါကတော့ဒီအင်ဂျီတွေကိုစထုတ်ခါစားကရမှာမဟုတ်ပဲတင်းနီကစားသမားတယောက်ဝတ်ဖို့အတွက်အပျော်သဘောနဲ့ဒီဇိုင်းဆွဲခဲ့တာပါရှင်အဲ့ဒီနောက်အပျော်သဘောနဲ့တီးတန့်ဆွဲခဲ့တဲ့ဒီဇိုင်းကတင်းနီလောကမှာအလွန်လူကြိုက်များသွားပြီးနေချင်းညာချင်းပဲအထည်တွေအများကြီးထုတ်လုပ်ရောင်းချခဲ့ရပါတယ်အခုခေတ်ရဲ့နာမည်ကြီး brand တစ်ခုဖြစ်တဲ့ Lacoste brand ဟာဆိုရင်တော့အဆင့်တန်းမြင့်ဇိမ်ခံ fashion brand ကြီးတစ်ခုပဲဖြစ်ပါတယ်ဒီ brand နဲ့ပတ်သက်ပြီးတော့ထူးခြားချက်တစ်ခုကတော့သူ့ရဲ့ logo ကတခြား brand တွေလိုအမှတ်အသားသင်္ကေတတွေမဟုတ်ပဲမိချောင်းပုံစံတစ်ခုဖြစ်နေခဲ့တာပါဒီ brand ကိုတည်ထောင်ခဲ့တဲ့သူကတော့ René Lacoste လို့သိရပြီးတော့အစပိုင်းမှာသူကဝါသနာအရ brand ကိုအပျော်သဘောနဲ့စတင်ပြီးတော့တည်ထောင်ခဲ့တာဖြစ်ပါတယ်။ René Lacoste လို့အမည်ရတဲ့အမျိုးသားကိုတော့1904ခုနှစ်ဇူလိုင်လ2ရက်နေ့ကပြင်သစ်နိုင်ငံ Paris မြို့မှာမွေးဖွားခဲ့ပါတယ်။သူရဲ့မိခင်ဖြစ်သူက Jeanne-Marie Madeleine Lalaurie လို့ခေါ်ပြီးတော့ဖခင်ဖြစ်သူကတော့ Jean-Jules Lacoste လို့ခေါ်ပါတယ်။ René ရဲ့မိဘနှစ်ပါးစလုံးကပြင်သစ်နိုင်ငံရဲ့အတန်းကျွတ်တတိတွေဖြစ်ကြတဲ့အတွက် René ကရွှေစွန်းကိုက်ပြီးတော့မွေးဖွားလာခဲ့ရသလိုသူရဲ့ငယ်ဘဝကလည်းမကြောက်မကြနဲ့လူတရခဲ့ပါတယ်။သူကတင်းနီကစားရတာကိုစိတ်ပါဝင်စားခဲ့ပြီးတော့သူရဲ့ career အဖြစ်ရွေးချယ်ဖို့ကြိုးစားခဲ့ပါတယ်။ René ရဲ့ဖခင်ဖြစ်သူ Jean-Jules Lacoste ကတော့တာဖြစ်သူရဲ့တင်းနီကစားတာနဲ့ပတ်သက်တဲ့အရေးချင်းကထင်သလောက်မကောင်းတာကိုတွေ့ရှိခဲ့တာကြောင့်သိပြီးတော့အမပေးချင်ခဲ့ပါဘူး။ဒါပေမဲ့တာဖြစ်သူရဲ့အလွန်တရာဆရာထက်သန်နေမှုကြောင့်အခွင့်အရေးတစ်ခုပေးလိုက်ဖို့တော့ဆုံးဖြတ်လာပြီးတော့9နှစ်အတွင်းမှာကမ္ဘာချန်ပီယံတင်းနီကစားသမားတယောက်ဖြစ်လာခဲ့ရင်ခွင့်ပြုမယ်ဆိုပြီးတော့ကတိပေးခဲ့ပါတယ်။ဒီလိုနဲ့15နှစ်အရွယ် René ဟာတင်းနီကစားသမားလောကတွေကိုဝင်ရောက်လာခဲ့ပါတော့တယ်။ René က1922ခုနှစ်ကတည်းကအပြင်းအထန်လေ့ကျင့်ခဲ့ပြီးတော့ပွဲဥထွက်ပြိုင်ပွဲတွေဝင်ပြိုင်ခဲ့ပါတယ်။ပါရမီလက်အားနဲ့လေ့ကျင့်မှုတက်တန်းကလည်းမကြသေးတာကြောင့်ပွဲဥထွက်ပွဲစဉ်တိုင်းမှာတော့တောက်လေးရှုံးနေခဲ့ပါတယ်။ဒါပေမဲ့ René ကဘယ်တော့မှအရှုံးမပေးဘဲဆက်လက်ရှင်ပြိုင်ခဲ့ပြီးတော့1926ခုနှစ်စက်တင်ဘာလမှာတော့အရင်ကသူတောက်လေးရှုံးခဲ့မှုတဲ့ Jean-Paul Rochard ဆိုတဲ့ကစားသမားကိုအနိုင်ပြန်ယူနိုင်ခဲ့ပြီးတော့1926ခုနှစ်ရဲ့နံပါတ်1ပြင်သစ်ကစားသမားတအုပ်ဖြစ်လာခဲ့ပါတယ်။ René က1926ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ final ပွဲစဉ်မှာအမေရိကန်ရဲ့ရှုံးပွဲမရှိချန်ပီယံကစားသမား Bill Title နဲ့ထိပ်တိုက်တွေ့ခဲ့ပြီးတော့အနိုင်ရခဲ့တာကြောင့်ကြီးစုသူတွေကိုရင်သက်ရှုမောဖြစ်သွားစေခဲ့ပါတယ်။1926ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းအမေရိကန်သတင်းထောက်တယောက်က René ရဲ့ကစားဟန်တွေကသူများတက်တင်မှုထူးခြားနေတာကိုတွေ့ရှိခဲ့ပါတယ်။သူရဲ့မျက်လုံးထဲမှာတော့ René ရဲ့ကစားဟန်ကမိချောင်းတစ်ကောင်နဲ့ဆင်တူနေတာကြောင့် Crocodile ဆိုတဲ့နာမည်ပြောင်းပေးပြီးတော့ January မှာထည့်သွင်းဖော်ပြခဲ့ပါတယ်။အဲဒီနောက်ပိုင်းကစပြီးတော့ René ဟာပွဲစဉ်တိုင်းမှာသူ့ရဲ့အမှတ်အသားဖြစ်တဲ့မိချောင်းပုံစံချီထိုးထားတဲ့အင်ဂျီတွေကိုသာဝတ်ဆင်ပြီးတော့ရှင်ပြိုင်ခဲ့တော်တာပဲဖြစ်ပါတယ်ရှင်။သူရဲ့မိချောင်းပုံအမှတ်တစိတ်ကအစပိုင်းမှာတော့ဝါသနာအရအပျော်သဘောနဲ့ဖန်တီးခဲ့တာဆိုပေမဲ့နှစ်အနေငယ်တွင်မှာပဲဘီလီယံချီတဲ့ fashion brand တစ်ခုဖြစ်လာခဲ့ပါတယ်။အရင်ကတင်းနီကစားတဲ့ဝတ်စုံတွေကကျက်တိတက်ခါရှည်ရှက်အင်ဂျီတွေဖြစ်ပြီးတော့ကစားသမားတွေကိုတော်တော်လေးအဆင်မပြေဖြစ်စေတာကိုကိုယ်တိုင်လည်းကစားသမားတယောက်ဖြစ်တဲ့ René ကတွေ့ရှိခဲ့ပါတယ်။သူကစီးပွားရေးလုပ်ငန်းရှင်တွေရဲ့တားတယောက်ပြီးသားစွာပဲစီးပွားရေးအမြင်ကောင်းတစ်ခုလည်းပေါ်ပေါက်လာခဲ့ပါတယ်။ René က1933ခုနှစ်မှာပဲပြင်သစ်နိုင်ငံရဲ့နာမည်ကြီးချီတိုးစက်ရုံပိုင်ရှင် André Gilliard ကိုမိချောင်းပုံစံချီထိုးခိုင်းခဲ့ပြီးတော့ပုံမှန်ကျက်တိတက်ရှက်အင်ဂျီတွေအစားပေါ်ပေါက်လွတ်လပ်တဲ့အကစားဝတ်စုံပိုလိုရှက်တွေကိုထုတ်လုပ်ပြီးတော့ဝတ်ဆင်ခဲ့ပါတယ်ရှင်။ René ရဲ့ Lacoste brand ဟာဆိုရင်တော့တဖြည်းဖြည်းနဲ့လူကြိုက်များပြီးနာမည်ရလာခဲ့တယ်ဆိုပေမဲ့အမေရိကန်နိုင်ငံအတွင်းထုတ်လုပ်ရောင်းချခွင့်လိုင်စင်တော့မရခဲ့ပါဘူး။ဒါကြောင့် René က1950ခုနှစ်မှာအမေရိကန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Isaac နဲ့လက်တွဲခဲ့ပါတယ်။အဲဒီနောက်မှာတော့ Isaac Lacoste ဆိုတဲ့ brand ခွဲတစ်ခုအနေနဲ့အမေရိကန်နိုင်ငံအတွင်းမှာအကစားဝတ်စုံတွေထုတ်လုပ်ရောင်းချခဲ့ပါတော့တယ်။အစောပိုင်းနေတုန်းက Lacoste ကသူတို့ရဲ့ brand အင်ဂျီတွေကိုအပြောင်တစ်မျိုးတည်းကိုသာအသုံးပြုခဲ့ပေမဲ့ Isaac နဲ့ပူးပေါင်းပြီးမှတော့အယောင်ဆုံးထုတ်လုပ်လာခဲ့ပါတော့တယ်။သူက1960ခုနှစ်လောက်မှာတင်းနစ်ဝတ်စုံတွေအပြင်မိချောင်းတစ်စိတ်ပါတဲ့တင်းနစ်ဘတ်တန်တွေကိုလည်းထုတ်လုပ်ရောင်းချခဲ့ပါသေးတယ်ရှင်။သူရဲ့တင်းနစ်ဘတ်တန်တွေဟာဆိုရင်ခိုင်ခန့်မှုရှိပြီးသုံးလို့အဆင်ပြေတာကြောင့်ချန်ပီယံကစားသမားတွေရဲ့အားထားရတောင်ဖြစ်ခဲ့ပါတယ်။1964ခုနှစ်မှာတော့အသက်60ရှိနေပြီဖြစ်တဲ့ René ကသူ့ရဲ့ဘီလီယံချီပြီးတန်ဖိုးမြင့်နေပြီဖြစ်တဲ့စီးပွားရေးလုပ်ငန်းကြီးကိုတာဖြစ်သူ Bernard Lacoste ထံလွှဲပြောင်းပေးအပ်ခဲ့ပါတယ်။1993ခုနှစ်မှာပဲ Lacoste က Isaac နဲ့ပူးပေါင်းမှုကိုဖျက်သိမ်းပြီးတော့အမေရိကန်နိုင်ငံအတွင်းကိုပိုင် brand နာမည်ဖြစ်တဲ့ Lacoste ဆိုတဲ့နာမည်နဲ့တိုက်ရိုက်ထုတ်လုပ်ရောင်းချခွင့်လိုင်စင်မှရရှိသွားပါတော့တယ်။1996ခုနှစ်အောက်တိုဘာလ10ရက်နေ့မှာတော့ brand ရဲ့မူလတည်ထောင်သူအသက်62နှစ်အရွယ်ဖခင်ကြီး René Lacoste ကိုလွန်သွားခဲ့ပါတယ်။ဒါပေမဲ့သူတို့ကစိတ်ပြည့်အားရခြင်းမရှိဘဲ2000ခုနှစ်နောက်ပိုင်းမှာပို့ပြီးတော့စမ်းသစ်တဲ့အရာတွေကိုချပြဖို့ကြိုးစားခဲ့ကြပါတယ်။ Sportwear company အဖြစ်လူသိများလာခဲ့တဲ့ Lacoste brand ကတော့2000ခုနှစ်နောက်ပိုင်းမှာအကစားဝတ်စုံတွေအပြင်အဆင့်မြင့်စိမ်းက fashion ပစ္စည်းတွေကိုပါထုတ်လုပ်လာခဲ့ပါတယ်ရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။